Hello 皆さんအခုခန်းကြီးတွေကိုဖတ်ကြည့်ရအောင်皆さんတို့ရောအခုခန်းကြီးတွေကိုဖတ်နိုင်နေပြီလားပေါ့နော်はいစပါမယ်いくよ良心決定的根本的知恵形式知識基本的な桜学ぶ包丁お金日本語選択重ねる絞る住所漢字選択出生家族羅列例え感情質問食堂温度坂道左右返事はいနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘယ်လောက်ဖတ်နိုင်ပါလဲဆိုတာကို comment မှာရေးပေးသွားပါဦးနော်